အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိရမှာဒီနေ့မှာလည်းစာရေးဆရာမတော်ရာလမင်းစန္ဒာရေးသားထားတယ်ဆရာမနာမည်ခေါ်ရင်မထူးနဲ့ဆိုတဲ့ဇာတ်လမ်းအစအဆုံးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါဦးခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါဦးခင်ဗျာဆရာမနာမည်ခေါ်ရင်မထူးနဲ့ကျောင်းကန်ရဲ့ဆိုင်လေးမှာခန့်ဖြိုးပိုင်တို့တငယ်ချင်းတစုတွေထွေရလေးပါပြောဆိုရင်းနဲ့ထိုင်နေကြတယ်။ထိုစကားဝိုင်းလေးတာမကြာခဏဆိုသလိုညင်းခုန်ကြမြဲပါ။အောင်ကြီးညံနိုင်ကိုစီသူဟိန်းတို့ကလည်းအာပေါင်အရင်တန်တန်နဲ့ပြောဆိုလေးရှိတတ်ကြတယ်။ဟဲ့အောင်ဒီငါတို့ကျောင်းမှာဒန်နာကြီးလိုပုံမြင်လိုရှိတာသိတယ်မလား။အဲ့ဒါဟုတ်မဟုတ်စမ်းကျင်တယ်။ဘယ်သူစိတ်ဝင်စားလဲ။အောင်ကြီးညံကစိတ်ဝင်စားထင်စကားဆလိုက်တဲ့အခါမှာတော့ထုံးစံအတိုင်းစတင်ညင်းခုန်လာလိမ့်ပြီမင်းဘေကကြားလာတာလေကွာဒါတွေကပါဇက်ရာဇဝင်တွေပါကွာငါတော့မယုံဘူးမယုံလို့လည်းမရဘူးကွာငါမှတော့ငါလည်းတကယ်လို့ပြောတယ်မင်းတို့ကလည်းအခြေအမြစ်မရှိတာဆိုရင်လေယုံလိုက်တာကြီးပဲမင်းလက်မခံချင်ဘူးမလားကြိုက်ပြီငါတို့ကဒီအကြောင်းကိုတေချာကိုစုံစမ်းသိနေဟျောင်းရဒါမှမဟုတ်ဘူးဆိုရင်တော့ခိုင်ခိုင်မာမာပြောနိုင်မှာမဟုတ်ဘူးလေဘလို့လဲတရားတစ်ပေါက်နဲ့ညင်းခုန်ရင်ခိတ္တခဏများတိတ်ဆိတ်သွားတယ်ချကွာโอเคအားလုံးသဘောတူတယ်နော်ကြံလူများသည်လည်းသဘောတူသည့်လက္ခဏာပြတဲ့အတွက်အစီအစဉ်များကိုဆွဲလိုက်ကြတော့တယ်ည7 နာရီခန့်မှာကျောင်းရဲ့အုတ်တိုင်းကိုကြော်ဝင်လာကြတဲ့ကျောင်းသားတစုသူတို့ကတခြားသူတွေမဟုတ်ဘူးကန်ထဲမှာစကားဝိုင်းဖွဲ့ကပြောဆိုနေကြတဲ့ခန့်ဖြိုးပိုင်တို့တငယ်ချင်းတစုပဲသူတို့ရဲ့ဥတီသွားတဲ့နေရာကတော့အဝေးတင်များတင်သည့်နေရာအနောက်ဘက်အဆောင်အနီးသို့ဖြစ်တဲ့ထိုအနောက်ဘက်အဆောင်ကျော်လျင်ပိတ်ထားတဲ့တထက်အဆောင်လေးရှိရဲ့ယနေ့ခေတ်ကာလတက္ကသိုလ်မဖြစ်ခင်ကတည်းကပင်ထိုအဆောင်ကရှိခဲ့တယ်ထိုအဆောက်အဦတွင်ညအကြောင်းများဖွင့်ခဲ့ဘူးလေတယ်ဒန်နာကြီးပုံမြင်ဆန်းဆန်းဇက်လန်းစီလည်းပြောစမှတ်တွင်ခဲ့တယ်ထိုညအကြောင်းတွင်အလဲကျစာတင်ပေးတဲ့ဆရာများတွင်ဆရာမမတ်သက်ခင်တယောက်လည်းပါဝင်နေထိုဒေသမှာနေမြို့အစွန်အဖျားတွင်ဖြစ်ပြီးတော့ထိုဒေသဝင်းကျင်ကနေထိုင်သူအများစုကတော့ရှေးရိုးဆန်ကြတယ်။ယုံလွယ်ကြတယ်။မတ်တက်ခင်နဲ့ပနံမသိလာတဲ့မိန်းမတယောက်ကမတ်တက်ခင်မှာစုံကဝေအတက်ကိုတက်မြောက်သည်ဟုဆိုတဲ့အခါမှာတော့ထိုစကားကနေချင်းညာချင်းပဲပြန့်နှံ့သွားတော့တယ်။ထို့နောက်ပတ်ဝန်းကျင်ကမတ်တက်ခင်ကိုစုံကဝေအတက်ကိုတက်မြောက်သည်ဟုရိုးစွတ်လာကြတယ်။တညမှာတော့မတ်တက်ခင်စာတင်နေတဲ့အခါမှာပင်မိသားစုကသူတို့ရဲ့တမီတေဆုံးရခြင်းသည်မတ်တက်ခင်ပြူစားတာကြောင့်လို့ဆွဆွဲပြီးတော့စာတင်ခန်းထဲကိုအာရမဝင်ရောက်ဆွဲခေါ်ထုတ်သွားခဲ့လေတယ်။နောက်တနေ့မှမူမြို့အပြင်ဘက်တောဆက်နေရာတွင်မတ်တက်ခင်ရဲ့အသက်မဲ့နေတဲ့အလောင်းကိုတွေ့လိုက်ရပါတော့တယ်။ဆွဆွဲတပ်ဖြတ်ပစ်ခဲ့ကြတဲ့သူများကိုတရားဥပဒေနဲ့ညီပြစ်ဒဏ်ပေးပြီးတော့တယ်။ထိုညကျောင်း၌မတ်တက်ခင်ရဲ့ဝိညာဉ်ကရှောက်လန့်နေစေဖြစ်သည်ဟုဆိုကြတယ်။မတ်တက်ခင်တည်ဆုံးပြီးတော့ညအကြောင်းကိုမထားတော့ဘဲနဲ့ပိတ်လိုက်တော့တယ်။ညအကြောင်းမရှိတော့လေလွတ်နေတဲ့တထက်အဆောင်ကြီးတွင်တခါတည်းရင်ဘိုးလာခိုးသည့်လူများရှိတယ်ထိုသူများမှာရှောင်းလန့်ခြင်းခံရသဖြင့်ညအကြောင်းအနီးပင်မဖြတ်ဝင်တော့ပါလက်တဲ့စမ်းကြသူများကတော့ညအကြောင်းတဲ့သို့ရောက်လာတတ်ကြတယ်၎င်းတို့လည်းပြေးကြရတယ်အချောက်ခံရတဲ့သူတွေပြောပြသည်မှာတော့သူတို့ကစီးတစ်ဖက်ရှားထားတဲ့အမောင်လောကသို့ရောက်သွားတယ်လို့ဆိုတယ်စာတင်ခန်းထဲမှာသူတို့တွေဝင်ထိုင်ပြီးတော့မတ်တက်ခင်ကြောက်တင်ဘုံပေါ်မှာလူစီရင်တွေအတိုကောက်တွေရေးရန်ရက်နေတယ်အဲ့နောက်မှာတော့စာအုပ်ကိုဖွင့်ကအမီကိုခေါ်တော့တယ်အံ့ဩဖို့ကောင်းစွာနဲ့သူတို့ရဲ့အမီများကထိုစာအုပ်ထဲမှာရှိနေတယ်လို့ပြောတယ်ထို့နောက်မှာတော့မတ်တက်ခင်ကအမီများကိုစတင်ခေါ်တော့တယ်အထူးတတိပြုရန်မှာတော့နာမည်ခေါ်ရင်မထူးမိစေရန်ဖြစ်တယ်ထူးမိပါကတပတ်အတွင်းတေဆုံးတတ်တယ်လို့ပြောကြတယ်ခေတ်ကာလရွေလျားလာတာနဲ့အညီထိုအကြောင်းအရာများကလည်းအမျိုးမျိုးပြောင်းလဲကမြည်သည့်နေရာကအမှန်မြည်သည့်နေရာကအမှားမှန်တော့သိကြစွာမသိကြတော့ဘူးယခုအခါမှာတော့ထိုနေရာကိုတက္ကသိုလ်ကျောင်းဆောင်ကြီးစောက်လုပ်ခါကျောင်းသူကျောင်းသားများစွာတက်ရောက်နေခဲ့ပြီဖြစ်သည်သို့တော့အဘယ်အကြောင်းကြောင့်ထိုအဆောင်အားအသုံးမပြုတာလဲဘယ်သူမှမသိပေတခါလေအဆောင်ကြီးကိုဖြတ်ခါအသစ်ပြန်လဲစောက်မယ်လို့သတင်းထွက်လာသေးတယ်သို့တော့နောက်ဆုံးမှမဖြတ်တော့ဘဲနဲ့တားမြစ်ထားစေထို့ကြောင့်လဲကျောင်းသားအသစ်တုပ်ဝင်လာတိုင်းထိုအဆောင်အကြောင်းကအသစ်ပြန်လဲဖြစ်နေရခြင်းဖြစ်ပါတယ်
ထို့သောနဲ့အကြောင်းတရားများကြောင့်လေလာစမ်းသက်ခြင်းနဲ့ကျောင်းသားများစွာပေါ်ထွက်လာခဲ့တယ်။ခံဖြိုးပိုင်တို့ရှေ့ရဲ့စီနီယာကျောင်းသားများသည်လည်းစမ်းသက်ခဲ့ဘူးတယ်။တချို့လည်းတွေ့တယ်လို့ဆိုတယ်။တချို့ကလည်းမြည်ဒီမကိုမဟုတ်ရှောက်ပြောနေခြင်းသာဖြစ်တယ်လို့ဆိုတယ်။တိတိကျကျရေးရရဘာမှမရှိဘူး။ဒါကြောင့်ခံဖြိုးပိုင်တို့လည်းတတ်တည်ရနိုင်ရန်အတွက်စမ်းသက်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတော့တယ်။သူတို့ကခိုးကြောင်ခိုးဝဲနဲ့ညအကြောင်းဆောင်အနီးနာသို့ကတ်လာခဲ့ကြတယ်။အဆောင်ပတင်းပေါက်မှာရှိတဲ့ငွေရောင်တော့အိမ်ကြီးကိုအသင့်ယူလာခဲ့တဲ့တူနဲ့ရိုက်ဖွင့်လိုက်တယ်။သို့တော့တော့ကမပြတ်ပါ။နောက်ဆုံးတကားပတင်းပေါက်ကိုဖျက်လိုက်တော့တယ်။တကားကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်တဲ့အခါမှာတော့တန်ကြီးတက်နေတဲ့တကားကြီးများကတက်ကြွကြွမြည်တမ်းကစိတ်လှုပ်ရှားဖွယ်ရာကောင်းနေတယ်လို့တကားဖွင့်နေနေဆိုထိုင်းတိုင်းညှိစွတ်စွတ်အနံ့ကအရင်ဦးစွာပေါ်ထွက်လာခဲ့ပါလေတော့တယ်။ဘာနိုင်လဲဟာတူတူပြောစမ်းပါကွာ။အောင်ကြီးရမှာအနံ့သက်ကိုမခံနိုင်သဖြင့်အော်မိသဖြင့်တငယ်ချင်းမှာတတိပေးနေရတယ်။ခိုးလုတ်တေးအတွက်ကောလူမိမာကိုလည်းစိုးရင်လို့ကြီးကန်းတောင်ပေါင်ကြည့်နေသေးတယ်။ကျောင်းအပြင်ဘက်စီကဆွဲဆွဲငင်ငင်ဥနေတဲ့ခွေးဥတန်နဲ့ပဇင်းအော်တန်များကအပကျောင်းတစ်ခုလုံးကတိတ်ဆိတ်နေတယ်။အားလုံးအထဲဝင်မဲ့ပြုတ်နေစင်းပါပဲ။ခံဖြိုးပိုင်ပါအလင်းမြန်တားလာတယ်။မင်းတို့ကပြောဖို့တခုကြံသေးတယ်။ဘာလဲ။ဒီအဆောင်ထဲကိုဝင်မဲဆိုရင်အဆောင်အပြင်ဘက်မှာစီးလာတဲ့ဖက်နှက်ကိုမှောက်ထားရမယ်တဲ့။စီသူဟေးကတအံ့တော်ကြည့်နေတယ်။နိုင်ကိုကတော့တိကျင်သဖြင့်ပြန်ပေးတယ်။ဘာလို့မှောက်အောင်မလဲ။ငါလည်းတေချာမသိဘူးကွာ။ဒါကိုလူတိုင်းကတိတာတော့မဟုတ်ဘူးနော်ဟဲ့။ငါစုံစမ်းထားတာဖက်နှက်မှောက်ထားမှတွေ့ရတာတဲ့။မှောက်ဆိုရင်လည်းမှောက်ခဲ့တာပေါ့ကွာ။တငယ်ချင်း၄ယောက်မှာအဆောင်အပြင်ဘက်မှာစီးလာတဲ့ဖက်နှက်များကိုရွှတ်ပြီးတော့မှောက်ထားခဲ့တော့တယ်။ထို့နောက်မှာတော့အဆောင်ထဲကိုဝင်ကအဆောင်တကားကိုအသာလေးပြန်စိတ်ထားလိုက်တယ်။ပါလာတဲ့လက်နေဓမီအသေးကိုတယောက်တစ်ခုကိုင်းကအဆောင်ထဲကိုလေ့လာကြည့်နေကြတယ်။အဆောင်ထဲတွင်ထူးထူးခြားခြားမြည်သီးမှမရှိပါ။စာသင်ခန်းပြုလုပ်ထားသဖြင့်ဟောခိုင်းအခန်းများကန့်ထားပြီးတော့ကာထားပါတယ်။ဗဒင်းတကာမှန်များကလည်းနှစ်ကာလကြာရှည်နေပြီဖြစ်လို့မှန်ကွဲသည့်နေရာကကွဲမှန်ပင်မရှိတော့တဲ့နေရာကလည်းရှိနေတယ်။အထက်ဆရောက်ချင်းထိတ်လန့်တယ်လို့ဖြစ်နေတော့လေမြည်သည့်ထူးခြားမှုမှမတွေ့ရသဖြင့်မကြောက်ကြတော့ပါလာမိတာတော့မှမောတယ်လို့တွေးနေမိတယ်7မိနစ်ခန့်ရှောက်ကြည့်ပြီးတော့မြည်ဒီမှမတွေ့ရလို့တယောက်နဲ့တယောက်စနောက်နေကြတော့တယ်နိုင်ကိုကအခန်းများတဲ့အရင်ပြေးကစာတင်ကုန်အပြက်များကြမှာပုံအောင်နေပြီးတော့ဘွားကနေပေါ်လာသည့်ပုံစံဖြစ်အောင်အရင်စနောက်တယ်အောင်ကြီးချင်းကလည်းအားကြမခံဘူးစပွဲကုံပေါ်မှာမတ်တက်ရက်ခါတရဲပုံစံလှုပ်ပြတယ်အားလုံးတဝါဝါနဲ့သဘောကျကအော်ဟစ်ရဲမောနေကြတယ်သူတို့ရဲ့ရဲမောနေစဉ်အဆောင်အပြင်ဘက်ကလမ်းလျှောက်လာတဲ့အတန်ကိုကြားလိုက်မိကြတယ်ဟောင်းနေထူထူလူလာနေပြီဟာဒုက္ခပဲပုံတငယ်ချင်းများမှာလူမိမီကိုစိုးလို့စာတင်ကုန်အောက်ကိုဝင်ပုန်းကြတယ်တယောက်တနေရာဖြစ်တယ်ခြေသမ်းမှာတကားပေါက်တက်မှာရက်သွားပြီးတော့တကားကိုဆွဲဖွင့်လာလေတော့တယ်တကားဖွင့်လိုက်သည်နဲ့ဖျောင်းနိုင်မိကြီးကိုကင်ကဝင်လာတဲ့မိမတယောက်ရဲ့ခြေအစုံအားလှမ်းမြင်လိုက်ရပါတော့တယ်တို့မိမသည်ဖျောင်းနိုင်ကြီးတတိုင်းကိုယူလာခဲ့တော်လဲတခန်းလုံးကလင်းနေသလိုပင်အဆောင်တစ်ခုလုံးဝါဝါထိန်ကိုလင်းနေတယ်ထို့နောက်မှာတော့ရှေးတံများထပ်မံကြားရပြီးတော့ចောင်းသားចောင်းသူများဝင်လာကြတယ်ခံဖြိုးပိုင်တို့မှာပုံအောင်နေရမှာတယောက်မျက်နှာတယောက်လှမ်းကြည့်မိကြတယ်နားမလဲစွာနဲ့တွေးဝေနေစဉ်စပွဲပေါ်သို့ကြက်မွေးဖြင့်ရိုက်လိုက်တန်ကိုကြားလိုက်ရတယ်ဘုံမနေကြနဲ့ထွက်ခဲ့စားသိမ်းမယ်ပထမဆုံးဝင်လာတဲ့မိမကဆီယာမမတ်တက်ခင်ဖြစ်ဟန်တူသည်ဟုတွေးမိသည်နှင့်ခံဖြိုးပိုင်တို့ခေါင်းတစ်ပန်းများကြီးလာသလိုလိုကြောရိုးတွင်းကစိတ်လာသလိုလိုသပင်များလည်းအချောင်းလိုက်ကိုထောင်လာသလိုလိုဖြစ်လာတယ်ကြောက်လန့်ထိတ်လန့်မိတော့လဲ၎င်းတို့အားထွက်လာရန်ခေါ်နေလို့ကြောက်လန့်နဲ့ထွက်လာခဲ့ကြတယ်ဘာရဲ့ကြည့်နေရလဲကိုခုံကိုထိုင်ကြလေဆီယာမမတ်တက်ခင်ပြောတော်လေ၎င်းတို့ခုံကဘဲခုံမှန်းကိုမသိပါကျုံရကိုဝင်ထိုင်လိုက်ကြတယ်မတ်တက်ခင်က၎င်းတို့၄ယောက်အားစူးစူးဆိုင်နဲ့ကြည်နေမိတဲ့အခါမှာတော့အလွန်ပဲအသိငယ်လာမိသလိုဖြစ်လာတယ်နှလုံးများကလည်းတတုံးတုံးနဲ့ခုံလာတဲ့များအပြင်ဘက်ကပင်ကြားနေရပြီတကယ်နှစ်ဖူးတွေဒူးတွေတွေ့တဲ့အခါမှာတော့ဇောကျွေးများပြန်ကတုံရီနေတော့တယ်မသက်ခင်မှာအရက်မနှိမ့်မမြင့်နဲ့အသားညူညူဖြစ်တယ်စပင်ဘေးနှစ်ဖက်ကိုစညက်ဖြင့်ညှက်ထားကကြောနှစ်ဖက်ကိုဖြန့်ချထားတယ်အခြေစပင်ကိုအတိကိုညှက်ထားလေတဲ့သူမရဲ့ဘဲဘက်ရင်ဘက်၌နှင်းစီပန်းပုံရွှေရောင်ရင်တိုးလေးတစ်ခုကိုလည်းတက်ထားတယ်သူမကခံဖြိုးပိုင်တို့ကိုမနစ်မြို့တဲ့ဟန်နဲ့တစ်ချက်ကြည့်ပြီးတော့စာအုပ်ကိုကောက်ကင်လိုက်တယ်အခန်းထဲမှာရှိတဲ့ចောင်းသားចောင်းသူများကလည်းအတောင့်လိုက်ကိုထိုင်နေကြတယ်
နာမည်ခေါ်မယ်တကန်လုံးအကြတမ်းမင်းမကြားရပြီစီသူဟိန်းကတတိပေးသလိုနဲ့အတန်ခတ်တိုးတိုးနဲ့ပြောတယ်မထူးကြနဲ့နော်စီသူဟိန်းစကားတန်ဆုံးသည်နဲ့မြေပြူခဲနဲ့ကောက်ပစ်လိုက်လေတယ်စကားမပြောရဘူးဆိုတာမသိဘူးလားမတက်ခင်မှာအတန်နဲ့ကြီးနဲ့អော်လိုက်ခါမြေပြူခဲဖြင့်ဇက်တိုက်ကိုကောက်ပစ်လိုက်တယ်အားလုံးကြောက်ရွံ့နေသဖြင့်မလှုပ်ရဲကြတော့ပါမတက်ခင်ကစီသူဟိန်းအားစားမတက်ဝါမတက်နဲ့စိုက်ကြည့်နေတယ်စီသူဟိန်းမှာနဖူးမှာရွှေစည်းများပင်ကြလာလေတော့တယ်အတော်ကြာအောင်စိုက်ကြည့်ပြီးမှမတက်ခင်ကအေးဆက်ဆက်အတန်ဖြင့်ဆက်ပြောတယ်ခုံနံပါတ်1မောင်နိုင်ကိုပါသူ့နာမည်ကိုခေါ်သဖြင့်အလွန်ပဲကြောက်လန့်ကအတန်ထွက်ငိုးလာတယ်ကြောက်လဲကြောက်ထူလဲမထူရဲထိုင်ကုန်မှာပဲထိုင်ရင်တုံလာတယ်ခုံနံပါတ်1မောင်နိုင်ကိုမရှိဘူးလားဆီယမမတက်ခင်အတန်ကကြောက်မက်ဖွယ်ရာကောင်းနေသလိုနိုင်ကိုအားအာယုံစိုက်ရင်းကကြည်ရင်အောင်မေးတယ်နိုင်ကိုမှာတသိမ့်တိတ်နဲ့ရှိုက်ငိုနေကနေသူ့ရဲ့ပါဇက်ကိုလက်နှစ်ဖက်ဖြင့်ပိတ်ထားတယ်မတက်ခင်ကနိုင်ကိုအနီးနာသို့ရှေ့မလန်းမဲနဲ့လေထဲကိုရွေလာနေတယ်နိုင်ကိုကြောက်မလာဘူးလားနိုင်ကိုဘေးမှာရက်ခါခေါင်းငုံရင်လာမေးလေတယ်နိုင်ကိုကတော့ဘလို့နေလဲမသိဘူးကြံ3ယောက်ကထွက်ပြေးဖို့ကြိုးစားတော့လဲထိုင်ကုန်ကရွေလို့မရဘူးလှုပ်မရဘဲနဲ့အတောင့်လိုက်ထိုင်နေရသလိုဖြစ်နေတယ်နိုင်ကိုမှာပါဇက်ကိုလက်နှစ်ဖက်နဲ့ပိတ်ထားရာမျက်ရည်များပင်ကျလာတယ်မတက်ခင်ကနိုင်ကိုရဲ့ဘေးနာကိုဖြည်းဖြည်းချင်းတပတ်ပတ်ကြည့်ကပြီးတဲ့နောက်မှာတော့ခြေမလန်းမဲနဲ့လေထဲကနေရွေ့ကစပွဲကုံနားသို့ပြန်သွားတယ်စာအုပ်ထဲကတစုံတရာကိုရေးမှတ်တယ်ခုံနံပါတ်1မောင်အောင်ငင်းချမ်းမတက်ခင်အတန်ကြားသည်မှာတေမင်းခေါ်တန်တကယ်သူခန်းစားလိုက်ရတယ်အောင်ငင်းချမ်းမှာမျက်လုံးစုံကိုမှိတ်ပြီးတုံနေတယ်ခုံနံပါတ်2မောင်အောင်ငင်းချမ်းမတက်ခင်ကထပ်မှန်ပြီးခေါ်တယ်အောင်ငင်းချမ်းမှာမထူးမိအောင်ဂယူးဆိုင်နေတဲ့ပုံရတယ်စိတ်ကိုတော်ကိုတင်းထားတဲ့ပုံပဲမတက်ခင်ကလည်းအောင်ငင်းချမ်းအနီးသားသို့ရွေ့လာကအောင်ငင်းချမ်းဒီနေ့ကြောင်းမလာဘူးလားအောင်ငင်းချမ်းကိုငုတ်ကြည့်ကအေးဆက်ဆက်အတန်းနဲ့မေးပြန်တယ်အားလုံးကကြောက်လန့်နေကြတဲ့ကြားကနေမထူးမိအောင်တတိထားနေရတယ်မတက်ခင်ပြန်ထွက်သွားပြီးစာအုပ်ထဲမှာရေးမှတ်နေတယ်ခုံနံပါတ်3မောင်စီတူဟိန်းကအတောင့်လိုက်ကြီးဖြစ်၍ချစ်တဲ့ကိုကြည်နေတယ်မတက်ခင်ကိုမကြည့်ရပြီမတက်ခင်ကစီတူဟိန်းနာကိုပတ်နေတယ်မထူးသည့်အခါမှာတော့မကျေနပ်တယ်လို့ကြည်ပြီးတော့စာအုပ်ထဲမှာရေးမှတ်နေတယ်ထို့နောက်မှာတော့နောက်ထပ်နာမည်ကိုခေါ်တယ်ယခုအခါမှာတော့ခန့်ဖြိုးပိုင်သာကြံတော့တယ်သူကအလွန်ပဲထိတ်လန့်နေကြပြီခုံနံပါတ်4မောင်ခန့်ဖြိုးပိုင်လည်းပါဇက်ကိုအတင်းဆိတ်ထားတယ်ပြန်မထူးမိစီရန်အတွက်စိတ်ကိုတင်းထားလေတယ်ပက်သက်ခင်ကတဖြည်းဖြည်းချင်းတိုးကပ်လာပြီးတော့ဘသူမှကြောင်းမလာကြဘူးလားသူမရဲ့အတန်မှာအလွန်ပဲအေးဆက်ဆက်နိုင်ပြီးတော့ကြောချမ်းဖွယ်အတီဖြစ်နေတယ်တငယ်ချင်း၄ယောက်ပင်တုတ်တုတ်မှမလှုပ်ရဲကြပြီပက်သက်ခင်က၎င်းတို့၄ယောက်ကိုစိတ်ကြည့်နေတယ်ထိန်းနောက်မှာတော့မြေပြူခဲနဲ့ကြောက်တင်ပုံတောင်းနေစာရေးလိုက်တယ်လေးမြင်းဆောင်32အဲ့လိုဆိုတဲ့ចောင်းသားဥယေ32ဦးတွင်4ယောက်ပြက်ကွက်တယ်ဆိုတဲ့အဓိပ္ပာယ်ပင်အဲ့နောက်မှာတော့သူတို့ရဲ့အမည်များကိုအောက်တွင်ရေးနေတယ်4ယောက်နာမည်ကိုတန်းစီရေးနေစဉ်ကြံចောင်းသားများက၎င်းတို့ဘက်ကိုလှည့်ကြည့်လာကြတယ်ခန္ဓာကိုယ်များမလှည့်ဘဲနဲ့ခေါင်းများသာလှည့်လာကြတယ်ခန့်ဖြိုးပိုင်တို့မှာနှုတ်မှာအာဈေးမိထားတဲ့ကဲ့သို့ပင်အော်၍မရအောင်ဖြစ်နေတော့တယ်ထို့ပြင်ခန္ဓာကိုယ်များလည်းလှုပ်လို့မရပါမတက်ခင်ကနာမည်များရေးပြီးသည်နဲ့တဖြည်းဖြည်းချင်းလှည့်လာတယ်ပြက်တဲ့ကလေးတွေကိုကြောင်းလာတက်ဖို့ခေါ်ရမယ်ထို့သူဆိုပြီးတော့၎င်းရဲ့အနီးနားသို့လမ်းမလျှောက်ဘဲနဲ့ရွေးလာတယ်မောင်နိုင်ကိုဘေးမှာရက်ခါခေါ်တယ်နိုင်ကိုမှာညက်နာဇီးရွက်လောက်သာကြံတော့တယ်တကူလုံးရွှေများလဲဆူချွဲနေလေတယ်ဘာလဲမထူးကြဘူးပေါ့မတက်ခင်ဒေါသထွက်လာဟန်ရှိတယ်နိုင်ကိုရုတ်တရက်တကားအပြင်ဘက်စီကနိုင်ကိုရဲ့အမေခေါ်တန်ကိုကြားလိုက်ရတယ်ထိုအခါမှနိုင်ကိုမှထိတ်လန့်သွားပြီးပြန်ဖြေမိတယ်ဗျာမေမတက်ခင်ကပြုံးစီကြည့်နေလေတယ်ထိုအခါမှာအတန်ဒီအမှန်ကန်မဟုတ်မှန်းရိပ်ပြီးတော့တယ်နိုင်ကိုမှပြန်ထူးပြီးသဖြင့်အလွန်ပဲကြောက်လန့်သွားပြီးထပြေးတယ်တကားကိုအထက်ကတွန်းဖွင့်တော့လေတကားကမပွင့်ပေမတက်ခင်ကကြောက်တင်မုံနာသူသွားကနိုင်ကိုနာမည်ဘေးတွင်စာရေးလိုက်တယ်မောင်နိုင်ကိုကျောင်းသားအစ်စ်ထိုစာမြင်ပြီးအားလုံးလမ်းဖြတ်ကုန်တယ်မြည်သည့်အရာမှဆက်ဖြစ်တော့မှမသိအလွန်ပဲနောင်တရွာမိသွားကြပြီထိုစဉ်နိုင်ကိုရဲ့တကားထုတန်ကြောင်လာမဆိုးသားပြီအခန်းပြင်ကဝုန်းကနေတကားဆွဲဖွင့်တန်ကြားပြီးတခန်းလုံးမှောင်သွားပါတော့တယ်မင်းတို့ဘသူတွေလဲကွာဘာလို့ဒီထဲကိုရောက်နေရလဲသူတို့ရဲ့ကဲတင်ရှင်ကျောင်းအုပ်ကြီးနဲ့ကျောင်းဆောင်တို့ဖြစ်သဖြင့်
ဝမ်းသာအားရပြေးထွက်သွားမိကြလိမ့်တယ်။ကျောင်းအုပ်ကမေးတော်လဲပြန်မဖြေနိုင်သေးဘဲနဲ့တုံရီနေကြတယ်။ကျောင်းအုပ်လည်းရိပ်မိဟန်ရှိတယ်။သူတို့ကိုရုံးခန်းထဲခေါ်ပြီးတော့ဖြစ်ကြောင်းကုန်စင်မေးတော်တယ်။ခန့်ဖြိုးပိုင်တို့လည်းအဆအဆုံးဇလန်းကိုရေးလေအောင်ပြောလိုက်တယ်။ကျောင်းသားမှာကျောင်းအုပ်ကိုခတ်တူးတူးပြောတယ်။ကျောင်းအုပ်ကြီးကလည်းစိတ်ပူသွားဟန်ရှိတယ်။ယော့ဒီလက်ဖွဲ့ကျိုးကိုလွယ်ထားကြ။ဒီကိစ္စကိုဘယ်သူမှမပြောမိစေကြနဲ့ကြားလား။ထို့သောတတိပေးကပြန်ခိုင်းလိုက်ကြတယ်။လေးယောက်သားအိမ်သို့ပြန်လာခဲ့ကြတော့တယ်။တို့ကိစ္စဖြစ်ပြီးဖျားသူကဖျား၊ကြောင်ကရန်းနဲ့ငေါင်းတောင်ဖြစ်နေသူကဖြစ်နေအစိုးဆုံးနိုင်ကိုကတော့အိမ်မှာရှိတဲ့အုတ်ကန်ထဲသို့ပြုတ်ကျသွားခြင်းပင်ဖြစ်တယ်။မိဘများကအချိန်မီတွေ့ရသဖြင့်အသက်မသေးဘဲနဲ့ရှိနေခြင်းပင်နိုင်ကိုပြောပြသည်ကမတ်သက်ခင်အတန်နဲ့ရေလောင်အုတ်ကန်ကြီးတဲ့သို့သွားရန်ခိုင်းစီတန်ကြားရပြီးတော့ဘသူမှမမိတော့ဘူးဆိုတယ်။ကျောင်းအုပ်ကြီးပေးတဲ့အဆောင်လေးကြောင့်ပင်လောမိဘများတွေ့ရပင်လောမပြောနိုင်ပါ။ကံကောင်းထောက်မစွာနဲ့အသက်မသေးခဲ့ရခြင်းဖြစ်ပါတယ်။ထိုကိစ္စဖြစ်ပွားပြီးညကျောင်းအဟောင်းတထက်ဆောင်အားပြန်လည်ပြုပြင်ကကျောင်းဓမ္မယုံအဖြစ်နဲ့ပြောင်းလဲပေးခဲ့ပါတော့တယ်။သို့တော့ကျောင်းထဲမှာပြောစမှတ်တွင်ကကြံနေသည်ကတော့နာမည်ခေါ်ရင်မထူးကြီးဟူ၍သာဖြစ်တော့တယ်။အခုတင်ဆက်ပေးခဲ့တာတော့စာရေးဆရာမတော်တာလာမင်းစန္ဒာရေးသားထားတယ်။ဆရာမနာမည်ခေါ်ရင်မထူးနဲ့ဆိုတဲ့ဇလံအစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာ။နောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇလံကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။